ခရံမြေတက်တန်းတစ်ကူမှာအဆောင်ဥပါအယောင်လေးနဲ့မိတ်ဆက်ပေးပြစေမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းကျဲသွားလာရလွယ်ကူပြီးနေရာကောင်းရက်ွက်တန်လေးပါပေအကျယ်ဝင်းကတော့ပေ20-60ဖြစ်ပြီးခရံမြေတက်တန်းတစ်ကူမှာကခလေးလေးခွဲထားပါတယ်အဆောင်လေးကတော့အာစီနှစ်ထပ်ခွဲကိုမှအရှိလှဲ့လေးပါနေရာလေးကတော့68လမ်း118လမ်းအနီးကျွဲဆယ်ကန်ဖရိန်လေးပဲဖြစ်ပါတယ်ဈေးနှုန်းလေးကတော့မိတ်ဆွေများအတွက်$9,500ညှိနှိုင်းဈေးနှုန်းဖြင့်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ခရံကခခွဲပြီးအဆောက်အဦပါရှာနေတဲ့မိတ်ဆွေများကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးကိုသာဆက်သွယ်လိုက်ပါအကောင်တကအကောင်ဆုံးတွေကိုသာဖန်တီးပေးခြင်းတာကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးရဲ့စိတ်တနာပါ